တိရသွားတယ်အဖေစက်မှုတက်သူចောင်းသားဘဝတုန်းကသူ့ចောင်းသုံးစာအုပ်တင်နဲ့အင်ဂျင်နီယာသုံးပစ္စည်းတွေမှာစာရေးထားတယ်တဲ့မိမိပစ္စည်းကဲ့သို့ရိုးသေးစွာကင်တွယ်ပါတယ်အဖေတို့တငယ်ချင်းတယောက်ကသူများပစ္စည်းတွေဆိုရင်အမြဲပြောက်တယ်သူ့အခန်းထဲမှာလည်းရှုပ်ပွားနေအောင်နေတတ်တဲ့သူတွေဒါကြောင့်သူပစ္စည်းလာငှားရင်အဖေကကိုပစ္စည်းလို့သဘောထားကင်ပါဗျာလို့သတိပေးလေရှိတယ်တဲ့တခါမှတော့အဲ့တငယ်ချင်းကပြန်ပြောတယ်တဲ့ကျွန်တော်ကကိုပစ္စည်းလို့သဘောထားကင်လို့မရဘူးဗျသူများပစ္စည်းလို့သတိထားပြီးရိုးရိုးသေးသေးကင်မှရတာကိုပစ္စည်းလို့သဘောထားလိုက်ရင်လှုပ်ချင်တယ်လို့လှုပ်ထားချင်တဲ့နေရာမှာထားမိခဲ့ရောတဲ့အဖေတငယ်ချင်းရဲ့ဒီစကားဟာအရွယ်ရောက်လာမှကိုကောင်းထဲမှာအလင်းလက်ခဲ့ရတယ်ဟုတ်တာပေါ့သူတော်ပစ္စည်းတွေကိုကိုပစ္စည်းလို့သဘောထားပြီးပစ္စလက်ခတ်ပိုင်စိုးပိုင်နေလှုပ်တတ်တဲ့အကျင့်တွေကြောင့်ပြည်သူပိုင်ပစ္စည်းကိုတာဝန်ယူထိမ့်သိမ်းကြတဲ့နေရာရောက်တဲ့အခါကိုပစ္စည်းလို့အလွဲသုံးစားလုပ်ပစ်လိုက်ကြတာတွေဌာနပိုင်ကားငါကားလို့သဘောထားပြီးကိုမိသားစုအရေးကိစ္စတွေယူသုံးနေကြတာတွေဌာနပိုင်မြေငါမြေလို့သဘောထားပြီးမိသားစုအကျိုးစီးပွားအတွက်အဆောက်အဦတွေစောက်ပစ်ကြတာတွေကျင်သားပါလာတာများလာတဲ့အခါမှာပြည်သူပိုင်တန်ရန်စာတငါတန်ရန်စာတအထိထင်လာကြတာတွေသူတစ်ပါးအများပြည်သူပိုင်ဆိုင်သမျှကို့အပိုင်ပစ္စည်းလို့သုံးဆွဲလာတတ်ကြတော့တာပါပဲဒါတွေရဲ့အခြေခံကအထက်မှာပြောခဲ့သလိုအများသုံးနေရာကတစ်ရှူးတွေဖြုံးနေတာကိုအခြေခံပါတယ်လို့ကိုကတော့ဆိုချင်ပါတယ်ဒီလိုအဖြစ်တွေကိုလွတ်လွတ်မရှုကြဘူးအားလုံးမှာတာဝန်ရှိပါတယ်ကျင့်ဝတ်မဲ့စီကံဖောက်တဲ့ customer တွေကိုအမြဲမှန်ခွင့်မပေးရဖို့လိုပါတယ်တ िश ဖြုံးရတဲ့ကိစ္စလိုမျိုးမှာတန်ရှင်းရေးအမျိုးသမီးတွေကိုပြောရေးဆိုခွင့်ပေးထားရင်ပြုံးတိမှုတွေရော့ကြနိုင်ပါတယ်73စီဆိုင်တွေမှာကားအလှည့်ကျော်ရင်ခွင့်ပြုမပေးဖို့စီဆိုင်ကတာဝန်ခံတွေကိုမြင်းပယ်ခွင့်ပေးထားကြတဲ့အခါဘယ်ကားမှအလှည့်မကျော်ရဲကြတာပါရခပါပဲအချုပ်ဆိုရရင်မိမိပစ္စည်းကိုပဲရိုသေနေလို့မရပဲသူတစ်ပါးပစ္စည်းကိုမိမိပစ္စည်းကဲ့သို့ပစ္စလက်ခတ်အလွဲသုံးစားမလုပ်လိုက်ဖို့လည်းလိုပါတယ်ဒါအပြင်ဒီလိုအလွဲသုံးစားလုပ်တတ်သူတွေကိုလည်းထောက်ပြဟန်တာတတ်ဖို့လိုပါတယ်ကိုနဲ့မဆိုင်တယ်လို့နေခဲ့ကြမီလို့ချစားခံရတာတွေများလာပြီလေ